မင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းကတော့ကျွန်တော်လက်ရှိအသုံးပြုနေတာ2လ3လလောက်ရှိနေပြီဖြစ်တဲ့ကျွန်တော်ရဲ့ earpod လေးအကြောင်းဖြစ်ပါတယ်ကျွန်တော်အရင်တော့လည်း earpod တွေဝယ်ဖို့စဉ်းစားထားတာတော်တော်လေးကြာပြီဖြစ်ပေမဲ့ကျွန်တော်မဝယ်ပြဖို့ပေါ့နော်အဓိကမဝယ်ပြတာတော့ကျွန်တော်တက်တဲ့ packet ပစ္စည်းတွေဆိုလို့ရှိရင်ကျွန်တော်အကောင့်ဆုံး flagship တွေကြီးပဲလိုချင်တာကြောင့်မို့လို့ကျွန်တော် budget မတတ်နိုင်တာကြောင့်မို့လို့ရဲ့ကျွန်တော် earpod တွေသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်နောက်တော့ effect တစ်ခုဖြစ်မယ်ဆိုတော့စိုးရင်စိမ့်နေပေါ့နော်အဲ့နဲ့ပဲကျွန်တော်မဝယ်ပြဖို့ပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့နေ့စဉ်ဘဝမှာတော့ဒီ earpod တွေကမတိမတလေးနဲ့ကျွန်တော်လိုချင်နေမိတာပေါ့နော်ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်အများဆိုလို့ရှိရင်9နိုင်ပတ်ချက်လာမှာဆောင်းပြန်သွားတယ်ဆောင်းပြန်သွားတဲ့အချိန်မှာကျွန်တော်တို့က share နဲ့မှနေတာဖြစ်တဲ့ပဲဒီတန်တွေကတော့အများတန်းစုညံ့နေရပဲတခြားလူတွေ game software တွေနဲ့တချင်းနားထောင်နေတဲ့လူတွေနဲ့ကိုကတချင်းဖွင့်နားထောင်မယ်ဆိုလို့ရှိရင်တော့ကောင်းရတာမတွေ့ဘူးပေါ့နော်အရန်ကိုအတန်ကြီးအရန်ကျတော့ Bluetooth speaker နဲ့တွဲပြီးတော့ဖွင့်မယ်ဆိုလို့ရှိရင်လည်းတခြားလူတွေနောက်ချက်အရန်ဖြစ်သွားမှာတခြားခန်းတွေလည်းရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်အဲ့လိုမျိုးလေးဖွင့်ဖို့အဆင်မပြေဘူးပေါ့နော်အဲ့နဲ့ဒီ earpod လေးကိုကျွန်တော်လိုချင်မိတာပေါ့နော်အဲ့ဒါကျွန်တော်လိုက်ချကြည့်တဲ့ခါမှာကျွန်တော်ဝယ်ပြလိုက်တဲ့ဥစ္စာကတော့ဒီဥစ္စာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ Edifier H5 Pro 2025 version ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဝယ်ပြပါတယ်သူ့မှာဆိုလို့ရှိရင် ANC လည်းပါတယ် Adrenaline cancellation ပါတယ်ပေါ့နော်အဓိက Adrenaline cancellation ရှင်းကလည်းပါမှာဖြစ်မှာပေါ့နော်ကျွန်တော်ဒီစူညံနေတဲ့အတန်နေကြတဲ့မှာတက်ပြီးတော့မှနားထောင်မှာဖြစ်တဲ့အတွက်သူ့ရဲ့ Adrenaline cancellation ကလည်းသူ့ဈေးလေးမှာဆိုလို့ရှိရင်တော့တော်တော်လေးတော့အလုပ်ဖြစ်ပါတယ်လောကမကြားရတာမျိုးထိမဖြစ်ပေမဲ့တော်တော်လေးနားထောင်လို့ရတဲ့အခြေအနေမှာရှိတယ်ပေါ့နော်Adrenaline cancellation လည်းတော်တော်လေးတော့ကောင်းပါတယ်မိုက်ဆိုလို့ရှိရင်လည်းသူ့မှာပါတဲ့မိုက်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းပြောတဲ့အချိန်မှာတစ်ဖက်လူကကောင်းကြားရတယ်ပေါ့နော်တို့အတန်တို့နေရာမျိုးတော့တိတ်ပြီးတော့မရှိဘူးဆိုတော့သုံးလို့အဆင်ပြေတယ်ပေါ့နော်battery life ဆိုလို့ရှိရင်ကျွန်တော်48နာရီ advertise လုပ်ထားတယ်ပေါ့နော်48နာရီတကယ်ခံမခံတော့ကျွန်တော်စမ်းထားတာမျိုးတော့မရှိဘူးပေါ့နော်ကျွန်တော်တုံးလိုက်တဲ့ချိန်မျိုးတိုင်းမှာတော့အားကုန်နေတယ်ဆိုတာမျိုးတော့မရှိဘူးပေါ့နော်ကျွန်တော်တရက်ကိုလည်းနည်းနည်းတရက်ကိုလည်းကြာကြီးတုံးတာမဟုတ်တဲ့အတွက်ကျွန်တော်ဆိုလို့ရှိရင်နှစ်ပတ်တစ်ခါလောက်ပဲအားတွင်းပြည့်တယ်ပေါ့နော်ဒီမှာ ID55 ပါတယ်ဆိုလို့ရှိရင်နည်းနည်းပါးချွေးဆိုတာတို့ဘာလို့ဆိုလို့ရှိရင်လည်းခံနိုင်ရှိတယ်ပေါ့ပေါ့နော်ဟုတ်ဥမာ gaming mode တွေလည်းပါတယ်ဆိုပေမဲ့ကျွန်တော်က game ကိုဘယ်တော့မှဆော့တဲ့မျိုးမဟုတ်တော့ဒီဥစ္စာတွေတော့မတုံးပြဘူးပေါ့နော်သူ့ထဲမှာပါတဲ့ feature နောက်တစ်ခုကိုကျွန်တော်ကြိုက်တာကတော့ဘာလဲဆိုလို့ရှိရင် volume cap ဆိုတဲ့ app နဲ့တွဲသုံးမယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီ Edifier app ကို download ဆွဲပြီးတော့ဖုန်းထဲမှာ download ဆွဲပြီးတော့မှချိန်သုံးမယ်ဆိုလို့ရှိရင်သုံးလို့ရတဲ့ feature ပေါ့နော် volume cap ဆိုတဲ့ feature တွေပါတယ် volume cap ဆိုတဲ့ feature ထဲမှာ volume limit နဲ့listening time reminder အဲ့ဒါနှစ်ခုဖွင့်ပြီးတော့မှသုံးလို့ရတယ်ကိုဘယ်လောက်ထိ volume နဲ့ဘယ်လောက် dB ထိဖွင့်သတ်မှတ်ထားပြီးတော့မှဟာမလဲlistening reminder ဆိုလို့ရှိရင် listening time reminder ဆိုလို့ရှိရင်လည်းနာရီဝက်တစ်ခါ remind လုပ်ခိုင်းမလားတနာရီ remind လုပ်ခိုင်းမလားဒါကလည်းကျွန်တော်တို့တော်တော်လေးကြိုက်တဲ့ feature ဖြစ်ပါတယ်သူရဲ့ earpods မှာပါတဲ့ test နဲ့ဘာလုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကင်တာတို့ဖုန်းချတာတို့အဲ့လိုမျိုးလုပ်လို့ရပါတယ် ANC Adrenaline cancellation ကို on off လုပ်လို့ရတယ်volume control တော့လုပ်လို့မရဘူးပေါ့နော် volume control လုပ်လို့ရမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှအဆင်ပြေမယ်အချိန်ပြေမယ် volume control တော့လုပ်လို့မရဘူးပေါ့နော်ဒါပေမဲ့အဆင်ပြေပါတယ်ဘယ်လောက်ပါတယ်ဆိုလို့ရှိရင်ပဲသူ့ရဲ့ audio quality ရောဘယ်လိုနေလဲတချင်နားထောင်ရတဲ့အချိန်မှာဘယ်လိုအဆင်ပြေလဲဆိုလို့ရှိရင်တော့ကျွန်တော်ကပထမဆုံးဒီ earpod ကကျွန်တော်ရဲ့ပထမဆုံးသုံးခဲ့တဲ့ earpod ဆိုတော့အချိန်မှာ earpod တွေသုံးခဲ့တဲ့ experience တော့မရှိဘူးဆိုတော့ကျွန်တော်အများကြီး comparison မလုပ်နိုင်ပေမဲ့ကျွန်တော်တို့တော့တော်တော်လေးအဆင်ပြေတဲ့ quality ကိုရတယ်ပေါ့နော်ဒီဥစ္စာနဲ့တချင်နားထောင်လို့တော်တော်အဆင်ပြေသူ့ရဲ့ Adrenaline cancellation လည်းတော်တော်လေးကောင်းနေတာဖြစ်တဲ့အတွက်ဆိုရင်roommate တွေဆိုရင်နေတော့မှတချင်တန်းကောင်းတချင်ကိုကောင်းအောင်နားထောင်လို့ရတယ်ပေါ့နော်သူ့ရဲ့အတန်နားထောင်ရင်အကောင်းလားမကောင်းလားဆိုကျွန်တော်နားထောင်ရင်နဲ့တခါဒီလာကျလို့ဆိုရင်နားဟန်နေတော့မဖြုတ်ချင်ပေါ့နော်အဲ့လိုမျိုးဖြစ်ပြီးတယ်ပေါ့နော်ခုမှ earpod စားတုံးတာအကြောင်းမို့လဲပါနိုင်ပါတယ်သူရဲ့ quality ကတော့တော်တော်လေးတော့အဆင်ပြေပါတယ်ဒါပေမဲ့ကျွန်တော်မဖြုတ်ချင်ဘူးဆိုရင်ကျွန်တော်ဖြုတ်ချင်လာတဲ့နားကနေဖြုတ်ချင်လာတဲ့အချိန်တော့ရှိပါတယ်အဲ့ဒါတော့နားလာတဲ့အချိန်ပေါ့သူ့ကိုတက်လာတဲ့အချိန်တနားရီလောက်ကြာပြီဆိုတနားရီလောက်ကြာလာလို့ရှင်တော့နားအရန်နာပါတယ်တော်တော်လေးနာစားမှာစားတုံးလေးရမှာဆိုတော့တော်တော်လေးကိုနာပါတယ်မခံနိုင်လောက်နေပါအဲ့လောက်ထိနေပါတယ်နာပါတယ်ကျွန်တော်နားနဲ့ကွက်တီမကြောက်တာတော့လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုပဲကျွန်တော်အရင်တော့အထက်မှာအစားတော့မှပြောတော့မော်ဂင်နဲ့စိုးရိမ်ထားတယ်လို့ပဲကျွန်တော်နောက်တော့ effect တစ်ခုဖြစ်မှာအစားမော်ဂင်နဲ့ကျွန်တော်စိုးရိမ်ပြီးတယ်ဒီ earpod တွေတုံးလို့ရှိရင်တကယ်ပဲတိုက်ဆိုင်ပဲလာတော့မတည်ပါဘူးကျွန်တော်လက်ရှိသုံးသပ်ပြရတဲ့အချိန်မှာတရက်ကို1နာရီ2နာရီလောက်တုံးတယ်2ရက်3ရက်လောက်တုံးတယ်ဆိုလို့ရှိရင်ကျွန်တော်နားထဲမှာ
vlog ဖြစ်နေလို့မျိုးခန်းစားချက်ကိုရတယ်ဒီကျွန်တော်ထင်တာတော့ဒီ air pressure ကြောင့်မဟုတ်လို့ပဲဒီကျွန်တော်ရဲ့ဒီ silicone tip ရှိတဲ့ခါကျတော့ဒီ air pressure နဲ့ကျွန်တော်ရဲ့နားစီဟိုဆွဲလိုက်တယ်လို့ဖြစ်သွားတော့ကြောင့်မို့ vlog ဖြစ်တယ်ဆိုတော့ခန်းစားချက်ရတယ်နားနည်းနည်းကြိုက်နားနည်းနည်းကြိုက်တယ်အဲ့လိုမျိုးခန်းစားချက်ကိုဖြစ်တယ်ဖြစ်ဖြစ်ချင်းမှာတော့တော်တော်လေးစိတ်ညစ်သွားတာပေါ့နော်တော်တော်လေးကြောက်ပြီးတော့ဟာငါ ear ဝယ်လိုက်တော့သွားပြီးငါသုံးလို့စင်လဲ73ရရင်လဲအဆင်မပြေမသုံးဘူးဆိုလို့ရှိရင်လည်းလက်ကားရှုံးပြီဆိုပြီးတော့တော်တော်လေးတော့ဖြစ်တယ်ဒါပေမဲ့အခုတုံးလာနည်းနည်းကြာလာတဲ့နောက်ပိုင်းမှာတော့အဲ့လိုမျိုးတော့တိတ်တော့မဖြစ်တော့ blog ဖြစ်တယ်ဆိုတော့ခံစားချက်အဲ့လိုနားကြိုက်တာမျိုးအများကြီးတော့မရှိတော့ဘူးပေါ့နော်blog ဖြစ်တယ်ဆိုပေမဲ့ကျွန်တော်တကယ်တမ်းနားလေးကိုကြီးလိုက်တဲ့အချိန်မှာတော့ခါဘာမှ blog ဖြစ်တာတော့မဟုတ်ပါဘူးအဲ့ဒီ air pressure ကြောင့်မလို့ blog ဖြစ်တယ်လို့ခံစားချက်ရတာပေါ့နော်ဒီဒါမှမဟုတ်လို့ရှိရင်သူရဲ့ဒီ trim ပါတဲ့ driver တွေအလုပ်လုပ်တဲ့ပုံစံတွေကြောင့်မို့လို့ဟိုဒီ blog ဖြစ်တယ်ဆိုတဲ့ခံစားချက်ကတော့ဖြစ်တယ်လို့တော့ထင်ပါတယ်ကျွန်တော်အဲ့လိုနားမှာ blog ခုဖြစ်နေဆိုခံစားချက်ကတော့တော်တော်ဆိုတာပေါ့နော်နေအဲ့တိုင်းဒီဓာကြီးဖြုတ်ပြီးတော့အလုပ်လုပ်နေပဲဖြစ်ဒီစိတ်ကဒီဟာကြီးနေနဲ့တော်တော်လေးတော့မတက်တာရှိတာအဲ့လိုဆိုလို့ရှိရင်တော့ကျွန်တော်ဟော2ရက်3ရက်လောက်လုံးဝမသုံးမဲ့ထားလိုက်တာမျိုးအဲ့လိုမျိုးဆိုလို့ရှိရင်တော့ပြန်ပြီးတော့ပျောက်သွားတာပေါ့နော်ဂျီယာနဲ့2ရက်3ရက်လောက်မသုံးမဲ့ထားတယ်သုံးမဲ့ဆိုလို့ရှိရင်တော့မှကျွန်တော်အဲ့လိုမျိုးဖြစ်တာကကျွန်တော်ညာဘက်နားတော့ဘာမှမဖြစ်ဘူးဘဲဘက်နားပဲဖြစ်တာနားကြိုက်တယ်လို့ခံစားရတယ်ဘဲဘက်နားပဲအဲ့လို blog ဖြစ်တယ်လို့ခံစားရတယ်ဘဲဘက်နားပဲပေါ့နော်ညာဘက်နားတော့အဲ့လိုမျိုးဖြစ်တာတော့မခံစားရဘူးအဲ့တော့ကျွန်တော်ဖုန်းပြောမယ်ဆိုလို့ရှိရင်ဖုန်းပြောတဲ့ချိန်တော့တုံးတယ်ဖုန်းပြောလို့ရှိရင်တော့ညာဘက်တစ်ဖက်တည်းဝက်တက်ပြီးတော့မှဖုန်းပြောတယ်ပြီးလို့ရှိရင်တော့တချင်အဲ့လိုကြိုက်လို့ခံစားရတဲ့နေ့တွေအဲ့လို blog ဖြစ်နေတဲ့ခံစားရတဲ့အချိန်ကျရင်တော့မဆုံးဝင်နဲ့ရက်ထားလိုက်တယ်ပေါ့နော်အခုလောလောဆယ်တော့လေစိတ်ပြီးမှတော့တုံးနေပါနဲ့စိတ်ပြီးတော့တုံးနေပါဒါပေမဲ့စိတ်ကြီးပေါ့နော်တရက်တော့ကိုအများကြီးတက်တာမျိုးတော့မလုပ်ဘူးပေါ့နော်ကျွန်တော်တိရတခုကတော့volume 16% လောက်ပဲထား volume 16% လောက်ပဲထား60 minute လောက်လို့ရှိရင် break နားပေါ့အဲ့ဒီ theory နဲ့ပဲကျွန်တော်လက်ရှိနားထောင်နေရပါတော့တကယ်ဒါဆိုလို့ရှိရင်ကျွန်တော်အများကြီးလို့ဟိုတောင်မှနိုင်နဲ့ရှိပြီးအများကြီးနားထောင်တာမဟုတ်ပါဘူးအလို့ဆုံးကြာခဲ့လို့ရှိရင်ကျွန်တော်1နာရီကနေ2နာရီအဲ့လောက်ပါပဲအဲ့ဒီဟိုကြော်ပြီးနားထောင်ရအောင်ကျွန်တော်နားထောင်ဖို့လည်းအဲ့လောက်ကြီးအချိန်မရတော့ကျွန်တော်အဲ့လောက်ကြီးလည်းမနားထောင်ပါဘူးကျွန်တော်စိုးရိမ်နားနေတော့ကွက်တီတော့တော့ဖြစ်တာဒါတော့ကျွန်တော်ဒီ ear pod ကလေးကိုတုံးလာတာ2လကျော်3လကျော်မှာကျွန်တော်တွေ့ကြုံရတဲ့တွေ့ကြုံတွေပြောပြတာဖြစ်ပါတယ်လောလောဆယ်ကတော့ကျွန်တော် live stream မှာတော့ ear pod ကလေးတွေကလိုအပ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်နားရကျမ်းမာရေးလဲစိုးရိမ်ရင်းနဲ့ပဲ view site သုံးဆွဲနေပါတယ်နောက်တစ်ချိန်မှာကျွန်တော်အိမ်မှာ Bluetooth speaker နဲ့ချိတ်ပြီးတော့မှတစ်ချိန်နေကောင်းဖွင့်လို့ရတဲ့အချိန်အေးစင်းနားဟောင်းရတဲ့အချိန်ကျရင်တော့ Bluetooth သုံးဆွဲဒီ earpod တွေသုံးဆွဲတာတော့ကျွန်တော်ရလိုက်မှာပေါ့နော်အဲ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ် earpod နဲ့ပတ်သက်ပြီးတော့မှခင်ဗျားတို့အမြင်တွေရှိလို့ရှိရင်သိချင်တာတွေရှိလို့ရှိရင်လည်း comment မှာရေးခဲ့ပေးပါဦးကျေးဇူးတင်ပါတယ်